effect preset တွေကနေပဲနောက်ထပ် effect တစ်ခုဖြစ်တဲ့ light switch ဆိုတာလေးတစ်ချက်ထည့်လိုက် light switch ရဲ့ point လေးကိုတစ်ချက် shape ရဲ့ logo ပေါ်ကိုလာပြီးတော့ထားပေးလိုက်မယ် sharp နေရာမှာ smooth ကိုပြောင်းမယ်ပြီးသွားရင်ဒီ switch industry ဆိုတဲ့ဟာတွေလုံးဝ short ချလိုက်မယ် switch industry ကဘာလဲဆိုတော့ဒီဘေးနားကိုပြန့်တဲ့ဟာတွေကိုကျွန်တော်တို့ကမလိုချင်ဘူးအဲ့တော့လုံးဝ short ချလိုက်မယ်အဲ့ကြရင်ဘာဖြစ်လဲဆိုတော့ဒီ edge လေးပဲကျွန်တော်တို့ကကြံမယ်ပေါ့နော်အဲ့တော့ edge industry ကိုတင်အခြားလုပ်လို့ရတယ်အဲ့တော့ဒီ down လေးတွေကျွန်တော်တို့ကဒါသူကလင်းနေမှာဖြစ်ပါတယ်85လောက်တစ်ချက်ထားလိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါကိုထည့်ပြီးပါပြီအဲ့တော့ဘာထပ်ပြီးတော့လှုပ်ချင်လဲဆိုလို့ရှိရင်သူ့ရဲ့ edge industry ကဒီတိုင်းဒီနားမှာကြီးပဲကျွန်တော်တို့မထားချင်ဘူးပေါ့နော် auto သွားနေတဲ့ပုံစံမျိုးလေးလှုပ်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ direction ကိုကျွန်တော်တို့ကဒါကစားပေးလို့ရတယ်ဒါပေမဲ့လို့ direction ကစားတဲ့အချိန်မှာ auto သူ့ဟာသူတောက်လျှောက်သွားနေအောင်လို့ကျွန်တော်တို့ကဒါ expression လေးနဲ့ထည့်ပြီးတော့ကစားရမယ်ပေါ့နော်အဲ့တော့ဘာလုပ်မလဲဆိုရင် order လေးဖိပြီးသွားရင် direction ကိုကလစ်တစ်ချက်ချလိုက်မယ်ဒီမှာကျွန်တော်တို့ကဒါရိုက်ရမယ်ပေါ့နော်ပြီးရင် TIME time ဆိုပြီးတော့ကျွန်တော်ကအပေါ်ကနေပြီးတော့ star လေးယူလိုက်မယ်ပြီးရင်ကိုလိုချင်တဲ့အမောက်ပေါ့နော်ထားပါတော့80ဆိုလဲ80လောက်ကျွန်တော်တို့ဒါထည့်လိုက်မယ်ဒီ point လေးကသူ့ဟာသူဒါရွှေ့နေတယ်ပေါ့နော်